ရုပ်ရှင်ကိုစွန့်လွန်စားတာဘာဖြစ်ဖြစ်လဲရိုက်ပေးမယ်ဆိုပြီးကျမတို့ကိုစေတနာထားတဲ့ကိုဝင်းကြီးရဲ့စေတနာဒီစေတနာနှစ်ခုနဲ့ကျမတို့ရန်ခံစားရပါတယ်ပြီးတော့ခရော့ဝဲကိုလည်းရွရွပြီးတာမဟုတ်ပဲအခုလိုကျမတို့ရဲ့အောင်မြင်ခဲ့တာတွေအားလုံးကိုပြန်ပြီးတော့ပြရပြီးကျမတို့ရဲ့ရင်တွေကြွရောက်လာတဲ့လူတွေအားလုံးရဲ့ရင်တွေကိုလှုပ်ရှားအောင်ဖာတီးပေးခဲ့တဲ့ကိစ္စကိုလည်းအရန်ခံစားရပါတယ်ဒီလိုနေရာပြီးပြီးတော့ဒီလိုရိုက်မယ်ဆိုတော့လေအရန်အံ့ဩဝမ်းသာပြီးတော့ဝမ်းသာလာတဲ့စိတ်ထဲမှာတစ်ခုရောသွားတာပေါ့နော်ဝင်းနေတာရောအကုန်လုံးကလေအဲ့မှာချစ်ချင်းပဲမြေတွေကြပြီးမူသွားတာပေါ့နော်ဒီကလေးလေးကိုသဘောကျတယ်ဆိုတာသူ့အရွယ်နဲ့သူ့အိုက်တင်နဲ့သူ့ရခံစားမှုကသူ့မူကအစ်စ်ပဲဒီအစ်စ်ကိုသူကဆွဲထုတ်တာဟုတ်တယ်မလားအတွေ့လောက်ခိုင်းတာအစအတက်လာကလေးကအဲ့ဒီအချိန်ကြီးကမကြပါဘူးဒီဝဲချတာမကြလက်ခင်းဖြစ်တယ်ဘာလို့လဲဆိုတော့ဒီရင်မှာတို့နေရနိုင်တော့ဘူးလို့ထင်တဲ့ respect ကြီးညတော့ဖို့ကြီးเนาะအဲ့ဒါကြီးကိုမြေဝါထင်ထင်တွေ့လိုက်ရတော့ကိုဖြည့်မစီနိုင်ဘူးအဲ့ဒါအောင်ရမှာတမီးရဲ့ဒီချုပ်တာစတော့ကဖြည့်တယ်ပေါ့ငါတို့ရွယ်တွေဘယ်သူမှလည်းရေးလို့ပြီးတော့ဒီလိုကောင်းဆောင်မင်းသမီးတွေလည်းရေးကြည့်တဲ့ခန်းတော့ထည့်ကြတော့အဲ့လိုချုပ်ပြောလိုက်တယ်ဒီစေမမှာဒီကျတော့ရွယ်တွေအဖွားလို့အမေတွေအသက်30 40ကိုခေါင်းထဲကိုတုံးကြီးလောက်ပြီးတော့မိတ်ကပ်ကြီးချတယ်လို့ထည့်မိတ်ကပ်ကြီးချငါတို့တက်နေရမရှိတော့သူတို့လှလှပပလေးပြင်းဖို့ဆိုတာပါခဲ့တာပေါ့နော်ဒီမျိုးလေးမနဲ့အဲ့လိုနော်ဖုန်းဆက်လာပြီးတော့ဒီလူတွေတွေ့ပြီးဒီစကားပြောမယ်ဆိုလို့ပြောအရန်အံ့ဩပါတယ်အခုဘယ်လိုနဲ့နေလဲဆိုကိုကအဲ့တော့ပုံဝင်နေသွားတယ်တာသမီးတွေကငယ်ငယ်မှနေတယ်တာသမီးတွေကဆိုတယောက်တည်းပါအဲ့တော့ယောက်ျားကလည်းမျိုးသားကလည်းစုံသွားတယ်ဆိုတော့လေအရန်လဲဝင်နေသွားတယ်နောက်ဒီမှာလည်းအဲ့လိုပေါ့နော်ဒီလိုရုပ်ရှင်ကိုင်းမှာနေတို့ဒီလိုနေရာပြီးပြီးတော့ဒီလိုရိုက်မယ်ဆိုတော့လေအရန်အံ့ဩဝမ်းသာပြီးတော့ဝမ်းသာလာတဲ့စိတ်ထဲမှာတစ်ခုရောသွားတာပေါ့နော်ဝင်းနေတာရောအကုန်လုံးကလေအဲ့မှာချစ်ချင်းပဲမြေတွေကြပြီးမူသွားတာပေါ့နော်ငါထားပြီးအပြင်မှာပဲတွေ့တယ်ချူတဲ့အချူနဲ့ကားမရှိဘူးမရှိဘူးငငယ်လေးကမရှိတာအသက်တွေကြီးကြီးမှပဲဆုံးသွားတော့လေမရှိဘူးမှတ်တရားတကယ်မှတ်တရားပဲ60နဲ့ခုနှစ်တည်းကဝင်တာဆိုတော့တက်ကြည့်လေတော်တော်ကြာပြီပေါ့ကြားလာအဲ့ချွားပို့ကြာလာပီတိဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ရေကရက်ခဲ့တော့အခုရက်ရမယ်ဆိုတော့ဗာပဲပြောစိတ်ထဲမှာလှုပ်ရှားတာပေါ့နော်စားတော့မပြောသင့်သေးဘူးစားဝေးလေးတော့မပြောသေးပါဘူးနော်အဲ့တော့မှစောင့်ကြည့်ပြီးတော့အပေးကြပါလို့နော်ဒါတမီးအဲ့ဒါလို့ချင်တိုင်းလုံးတတိုင်းလို့ရတယ်လို့လည်းမရဘူးဆိုတော့ဒီကားကိုထုတ်ခင်တာ director လေဆိုတော့ director ဘယ်လောက်လိုချင်တယ်လဲပေါ့နော်အဲ့လိုမျိုးသူလိုချင်တယ်လောက်ပေါ့ကွက်တိဖြစ်အောင်တော့ကြိုးစားကြမှာပေါ့တခါတလေလည်းများရင်ပြန်တော့တချို့ director ရတချို့ director လုံးတိုင်းလည်းမကြိုက်ဟုတ်တယ်ဆိုဟိုနာနဲ့ကိုနာနဲ့ရိုက်တယ်လေအဲ့တော့အမငိုပြီးတော့ပြောပါသူနဲ့ခွဲရတော့ဒီငိုတဲ့ကမချွတ်နေရအရာတရားတော့အဲ့ဒါမရဘူးကြည့်ထွက်ထားတဲ့ကားလေးတွေဆိုလေအမျိုးကြီးကြားတဲ့ကားလေးတွေဖြစ်တယ်ဆိုတော့ဒီချာတော့အမျိုးကြီးကားနဲ့တော့ကိုကြည့်ကြမှာကြားမိပေါ့နော်ဒီလိုဝိုင်းရရဲ့ခံစားချက်တွေပေါ့နော်ဒီချင်းမြတာတွေအားလည်းမှုတွေပေါ့နော်ပြောက်အားမရဖြစ်တာလေးအဲ့ဒါလေးကိုချစ်စရာလေးတွေ့ရတယ်အဲ့ဒါလေးချစ်စရာဖြစ်အောင်ရိုက်ထားပါအဲ့တော့အတင်းဆိုပါလေအရန်ပို့သွားရင်မကောင်းဘူးလေအဲ့တော့ तू ကလည်းသူ့ရင်ထဲမှာအဲ့ဒါမှကိုကလည်းဒီ item တွေကိုမိအောင်လုံးမဇက်ကလည်းပြေးတာအဲ့တော့အဲ့ဒါတွေကိုကိုကခုတွေကဇက်ဖတ်ပြီးတော့စိတ်ကူးထားရတာပေါ့နော်တမီးရဲ့တကယ်တော့ဥပ္ပဆိုတာအမှတော့အရာတော့လည်းမပယ်သေးပါဘူးတော့သူကချုပ်ကားတွေပေါ့နော်ချုပ်ကားတွေမှာဒီကဘာရိုက်ချင်လိုက်တာငါလည်းလိုက်ခဲ့တော့လို့ဖြစ်တယ်အဲ့လိုငါရိုက်ကောင်းပါပဲရိုက်ရင်ကောင်းပါပဲဆိုတာလေဖြစ်တယ်တော်ရိုက်တဲ့လူတွေကကိုယ့်အရွယ်မဟုတ်ဘဲနဲ့ကိုယ့်အရွယ်ကြီးကိုရိုက်တော့သဘောမတွေ့ဟုတ်တယ်တ
အခုဆိုတစ်ခါလေကြာရင်ကိုယ့်အရွယ်လိုပဲမိတ်ကတွေချပြီးရိုက်နေကြတာတွေ့ ဘာမှဆို ကိုကအဲ့ဒါကိုကြည့်ပြီးတော့လေဖြစ်ချင်တာပေါ့နော်ဒါကိုဖြစ်ချင်တဲ့စင်တာပေါ့နော်ဒါပေမဲ့လက်ရှိ Trump ဖြစ်နေတဲ့လူတွေကတော့ပို့ပြီးတော့ဟိုကောင်းတာပေါ့စီးပွားရေးအတွက်ပေါ့ အားကြောင့်ဒီကလေးလေးကိုသဘောကျတယ်ဆိုတာသူ့အရွယ်နဲ့သူ့ item နဲ့သူ့ရခံစားမှုဟာသူ့ mood ကအစ်စ်ပဲဒီအစ်စ်ကိုသူကဆွဲထုတ်တာဟုတ်တယ်မလားအတွေ့လောက်ခိုင်းတာဘယ်လို့တော့မကောင်းနိုင် item နဲ့သူ့ခံစားချက်ကိုတိဖြစ်စေချင်တာပါ ဟုတ်ကဲ့အဲ့ဒါဆိုတော့ပိုကောင်းတာပေါ့အဲ့ကိုကလုံနေရတဲ့ဟာတဲ့ကိုယ့်အရွယ်မှာကိုခံစားချက်ပေါ့နော်ကိုလုံရမယ်မှုကိုကပို့ပြီးတော့မြင်လာတာပေါ့နော် တချို့မြန်ဆိုကိုတက်လိုက်တယ်ပေါ့ အဲ မြန်မာကရဲ့ကောင်းတယ်ပေါ့ အဲ့လိုတွေတော့ဖြစ်ပြီအဲ့ဒါတို့တို့လည်းစူးစမ်းပါတယ်အဲ့လိုတုံးနေနေရမှာလေစူးစမ်းတာတွေ့ရ အေးပေါ့ခံစားရတာပေါ့တချို့ဆိုတယ်ပြမင်းချွတ်လေငယ်17နှစ်သမီးနဲ့ cheers sorry 17နှစ်သမီးနဲ့စေမောတက်တာကိုတက်80ကျဆိုတော့ပြပေါင်းများစွာမနေ့တနေ့ရပဲအမေချိုရဲစိုးသူရဲလေးဆွေရဲဆိုခဲ့တယ်မန္တလေးမှာတပတ်ပဲရှိသေးတယ်ဟုတ်အဲ့လိုတွေတက်လာတာအစတက်လာကြတဲ့အဲ့ဒီအချိန်ကြီးကမကျမဒီဝဲချတာမကျလက်ခင်းဖြစ်တယ်ဘာလို့ဆိုတော့ဒီရင်မှာတို့မရနိုင်တော့ဘူးလို့ထင်တဲ့ respect ကြီးညတော့ဖို့ကြီးနော်အဲ့ဒါကြီးကိုမြန်မာထင်တွေ့လိုက်ရတော့ကိုဖြည့်မစီနိုင်ဘူးဖြည့်မစီနိုင်ဘူးအော်ရပြီးတော့ကိုလိုက်ချင်တယ်မဆိုဝဲတာလေ ဝင်းတာ ဝဲတာရင်လည်းရိတ်ကြတယ်ဝင်းနေလည်းဝင်းရင်ရိတ်ကြဝါးဝဲတာရော ဝင်းတာပါတယ်အခုဘယ်သူနဲ့နေလဲဘယ်သူရှိလဲဆိုပို့ပြီးတော့ဝင်းနေသွားတယ်အဲ့တော့အခုဒီလိုလေးလုတ်ပေးမယ်ဒီလိုလေးရိုက်ကြအောင်ဆိုတော့လေအရန်ဝင်းတာလာပေါ့နော်အာငါ့ကိုတစ်ခါမှကောင်းဆောင်ဒီလိုအရွယ်မှာတော့မပြောဘူးသေးဘူးပေါ့နော်ဒီလိုဟာမျိုးကိုမင်းသမီးနေရာနေမပြောသေးအဲ့လိုပြောလိုက်တယ်ဆိုချစ်ချစ်မြေရလိုက်ခနဲ့ကိုကြာလာတယ်ပေါ့နော်ဝင်းတာဝင်နေပေါ့နော်မေချိုလည်းဒီလိုပါပဲ ငါးနေกว่าတယ် 9နှစ်လောက်กว่าတယ် ကျွတ်ငယ်ဘယ်ကနေကြုံလာပဲ အမြဲတမ်းပဲအဲ့ဒါကြုံရတာပဲလေနော် ချိုးတော့က သူတို့ကားနဲ့အောင်ဝင်အောင်လို့သူကလက်ရှိ trend ဖြစ်နေတယ်ရိုက်တာပေါ့ဒီအတွက်ကိုကဘာမှတော့ဖြစ်တော့မဟုတ်ကိုဝင်နေတာပေါ့နော်အဲ့ကိုဖြစ်ချင်တဲ့စန္ဒပေါ့နော်ဒါလည်းသူတို့လက်ရှိဖြစ်နေတဲ့လူသူတို့တုံးမှာပေါ့ ဒီကနေ့ကိုတော့လေကြီးတဲ့ဒီအားလုံးကတော့ဟိုအတိတ်ကိုလည်းသတိရမယ်ရစုပန်တဲ့လည်းရှုမယ်အနာဂတ်အတွက်လည်းကြိုတွေးနိုင်တဲ့ကားလေးတကားဖြစ်တယ်လို့ဒီချိုးကရေးရေးဝဝအာမခံပြီးကြည့်ပြန်ကြည့်ပါလို့ဒီကဖိတ်ခေါ်ပါ အဲ့တော့ဟိုနင်းပေါ့နော်ဟိုတို့ကလည်းဒီနုပြင်လောကလေးကိုရောက်ရှိလာတဲ့နော်ကိုရောက်ရှိလာမွေးထုတ်ပေးခဲ့တဲ့မိဘနှစ်ပါးကိုလည်းသွားတတိရတယ်မိဘနှစ်ပါးလည်းမရှိတော့နော်နောက်ကိုဆရာပွင့်ပြတဲ့ရုပ်ရှင်ကကိုကလည်းကိုကိုမင်းသမီးအစ်စ်ပဲရိုက်ချင်တယ်လို့ပြောလာတဲ့အတွက်သူအစ်စ်တင်ရိုက်လို့ကိုကမင်းသမီးဖြစ်လာတယ်အဲ့လိုအချိန်မှာသွားတတိရတယ်ဆရာကိုကလည်းလေနောက်ဂိုက်တာဆရာကိုဆိုအဲ့လိုသူတို့ကိုလည်းသွားတတိရတယ်တတိယတော့ငါသူတို့တွေဒီလမ်းကြောင်းကိုတင်ပေးလို့မင်းသမီးဖြစ်တယ်အဲ့ဒီကနေတဖြည်းဖြည်းနဲ့လူကခုနလူတရားသဘောကြကြည့်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့အသက်ဆိုတာကြီးလာတယ်အိုးလာတယ်အဲ့ဒါမဲ့အမှုညာမအိုးဘူးပြင်တယ်နော်မအိုးဘူးနော်မအိုးပဲနဲ့သူတို့ဒီလိုလုပ်နေဟဲ့ဒါငါတို့ဒီလိုနေရာလေးလုပ်ရင်ကောင်းပါပဲဒီလိုဖြစ်ရင်ကောင်းပါခုနအမေချိုတွေးသလိုပေါ့နော်အဲ့လိုလေးတွေအားကြမိတာပေါ့နော်အားကြမိပြီးခုနပြောတဲ့ခါမှာကိုကအကုန်လုံးကိုနောက်တော့ဒီလောကမှာဒီလိုရှင်းတန်သွားတယ်တခါလေးစိတ်တက်ကြသွားတယ်ရှိတယ်အမျိုးသားရှိရောဆိုသူအရန်အားပေးခဲ့တယ်အကားတွေထုတ်လုပ်ခဲ့တယ်အကယ်ဒမီကနေရအောင်သူအားပေးခဲ့တယ်အဲ့ဒါကိုအကုန်လုံးစုံပြီးတော့တတိရလိုက်တာပေါ့နော်အဲ့အကြောင်းကြီးကြတယ်